အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမှာ Scary Band ဆိုတဲ့ game ကိုဆော့သွားပါဖြစ်ပါအားလုံးပဲစလိုက်ရအောင် let's go အားလုံးပဲဆော့လိုက်ရအောင် let's go ဘာလို့လို့နဲ့ game ကတော့စလာပြီပေါ့နော်အဲ့လေမောင်မဲနေရောပဲ game ကတဖြစ်တယ်ဒါပေမဲ့ဒီထဲတော့ဘာရှိလဲမသိဘူးအခန်းမြေလေးထွက်ကြည့်လိုက်ပဲ Scary Band နဲ့တွေ့မလားမသိဘူး okay လေတတိထားတရားပဲတီးလို့တိုင်ကဘာတိုင်လဲမသိဘူးလိုက်လာပြီပြေးဟာမလေး oh my god ပြန်လိုက်တာအပြင်ထွက်ကြည့်ရမယ် Scary Band ရောပဲရောက်နေတယ်မသိဘူးစိတ်လည်းမတော်ရဘူးဟေး Scary Band တိုးမှကြောက်ရတယ်ဘာဖြစ်တော်လဲဘာမှဖြစ်ပါဘူးကွာ Scary Band ဟေးပုံအပြင်ပုံကမရှိတော့ပါဘူးတော့ဘာဖြစ်ဘူးโอเคဒီဆိုရင်လည်းအစားတက်တာကထွက်လာရင်ကောင်းပဲကွာထွက်ပြီးတော့ Scary Band ရှိတယ် Scary Band oh my god နည်းကြီးလိုက်လာပြီဟာမလေးလေးခွေးတယ်နောက်ကိုမလေးပဲပြေးရတော့ပဲပြေးဘယ်ကိုပြုတ်ကြသွားလဲရထားရပါဒီခွေးကတော်တော်ဆိုးတာပဲကွာအခုသူပဲရောက်တယ်လည်းမသိဘူးဒီတချစ်တူလို့တိုင်ကကျွန်တော်ဗီဒီယိုမှာထည့်ထားဖို့တော့ဒါဂိမ်းမှာပါနေတဲ့အတိုင်တက်တာပဲဖွင့်ကြည့်လာမသိဘူးပိတ်တဲ့ကြီးကရဲကိုဆိုးတယ်လက်ကျလိုက်ခါတဲ့ဝါကခွေးတဲ့စုံကြီးတွေ့ကြမှာဘူးခွေးတဲ့စုံကြီးခွေးတဲ့ကြီးကထွက်သွားပြီခွေးတဲ့စုံကြီးကဘယ်တရောက်တယ်လဲပြန်မထွက်ကြည့်လို့မလေးလာသွားတာပဲဟဲ့မလေးတချင်းဆိုရင်တော့ဝုန်းခနဲကိုပေါ်လာဟာအဲ့လိုဝုန်းခနဲပေါ်လာတာမကြိုက်ပါဘူးဆိုဒီမှာဘာရှိလဲမသိဘူးဒါဘာအိုးလဲအသက်မြောက်လို့တဲ့ဥစ္စာမြေသွားပြီဟုတ်တော့မဟုတ်တော့ဘူးအဆက်မပြေတော့အခုနှစ်ချိန်ပဲကျတော့နောက်နှစ်ခေါက်လောက်သေးဆိုတော့ပြီပက်ကံကိုဒီဟောဒီလူပြီးတော့အောက်သေးပြစ်ချလိုက်ပဲလို့ဆိုရင်အဲ့ဒီခွေးအတန်ကြားရရောက်လာမှာဟုတ်ပြီအခန်းထဲဝင်လို့ရပြီအခန်းဟုတ်ပြီတူရပြီဟဲ့နေခွေမေကြီးလေးစောက်ကျူနေပါတယ်တန်ခွေးနေကြီးမို့ခွေးညူကြီးမြဲပုံမှာမို့မာလကီရတော့ပဲခဏတော့လုံးမာလကီရတော့မယ်ခွေးရောက်လာတယ်စက်တာတဲ့ထွက်ပြီးတော့အောင်မယ်ကိုမယ် let's goလောက်ပဲဒီဟာကိုဖွင့်မယ်ဟေးရပြီဟေးအဲ့ဆိုဒီနေ့မှာဘာရှိလဲမသိဘူးဝိုင်းနိုင်လည်းမရှိတော့တော့ကွာโอเคအပေါ်တက်ပဲ let's goအဲ့ဟာဒီထဲမှာဘာရှိလဲမသိဘူးโอเคတော့ရပြီဟေးမလေးခွေးဝယ်ပုံးနေမှာမိုးရီမာလကီရတော့မယ်ဟေးခွေးရောက်လာတယ် oh my god ဘာရပြီဆိုတော့ဟိုတကားဖွင့်ဖို့ပဲလို့တော့ရတယ်ဖမ်းလေအမတကားကပွင့်သွားပြီ bye bye အားလုံးပဲဒီနေ့ဗီဒီယိုလေးရောက်ပါပဲအားလုံးပဲ bye bye